သူမရဲ့စန္ဒတခုဒါပေမဲ့သူမကျွန်တော်ကိုမယုံဘူးဒါကြောင့်ကျွန်တော်အတွက်ဘေးဒီဟောပေးလိုက်တယ်သူမရဲ့ညီမလေးဟာအန်ဒီရဲ့ကြီးကြီးမားမားနဲ့ကြုံနေရတယ်လို့ပြောလိုက်တယ်ပြီးတော့မြေကြီးပေါ်ကပကံလုံးတစ်လုံးကိုကောက်ကင်လိုက်တယ်ကောင်မလေးကချက်ချင်းပဲအတနာခံပြီးကျေးဇူးပြုပြီးညီမလေးကိုကဲပါလို့ပြောလာတယ်ပကံထဲကိုပတ်ဆိုင်ထည့်ပြီးအမျိုးသမီးတစ်ယောက်ကိုပေးလိုက်ပြီးနောက်သူမနောက်ကိုလိုက်သွားခဲ့တယ်ဒါပေမဲ့သူမရဲ့ဖခင်ကကျွန်တော်ရဲ့ဝတ်စားစင်ပုံကိုမြင်တော့လုံးဝမယုံကြည်ဘူးကျွန်တော်ကိုလိန်လေလှည့်ပြားသူလို့တတ်မှတ်ပြီးလုံခြုံဤတွေကိုခေါ်ထုတ်ခိုင်းတယ်အဲ့ဒီမှာကောင်မလေးကသူ့အဖေကိုတားလိုက်တယ်သူမရဲ့ညီမလေးတတိမိတ်မျောနေလာ3နှစ်ရှိပြီဖြစ်ပြီးဘယ်ဆရာဝန်မှမကုနိုင်ဘူးလို့ပြောတယ်ဘာလို့ကျွန်တော်ကိုအစမ်းတဘိုးမကုခိုင်းကြည့်တာလဲတဲ့အဲ့ဒီစကားကြားတော့ဖခင်ဖြစ်သူကမာနကြီးစွာနဲ့စမ်းကြည့်ဖို့ခွင့်ပြုလိုက်တယ်တကယ်လို့မပြောက်ကင်းရင်ကျွန်တော်တန်ကြေးပလာပေးဆက်ရမယ်တဲ့သူတို့အယမ်းမာနကြီးလွန်းတယ်လို့တွေးမိတာနဲ့တခြားဆန္ဒရှိရင်လာရှာပါလို့ပြောပြီးလှည့်ထွက်ခဲ့တယ်ဒါပေမဲ့ကောင်မလေးကကျွန်တော်ကိုတားပြီးညီမလေးကိုကဲပေးဖို့ထပ်ပြီးတောင်းပန်တယ်တကယ်လို့ပျောက်ကင်းအောင်ကုပေးနိုင်ရင်သူမကျွန်တော်ကိုလက်ထပ်ပါမယ်တဲ့သူမရဲ့မိသားစုအတွက်အရာအလုံးလုပ်ပေးရတဲ့စိတ်ဓာတ်ကိုသဘောကျသွားတာနဲ့ကျွန်တော်သဘောတူလိုက်တယ်လူနာနာကိုသွားပြီးတတိမိတ်နေရတဲ့အကြောင်းရင်းကိုရှာဖွေလိုက်တယ်သူမကယောဂဖြစ်နေတာမဟုတ်ပဲကျိန်စာမိနေတာပါဒါပေမဲ့ဘေးလူတွေကကျွန်တော်ရုပ်ရှင်ကြည့်တာများသွားပြီလားဆိုပြီးလောင်ပြောင်ကြတယ်အဲ့ဒီအချိန်မှာပဲဖခင်ဖြစ်သူကသမီးဖြစ်သူအပြင်းထွက်ပြီးပြန်လာကြတဲ့ကသတိလစ်သွားတာကိုသတိရသွားတယ်ကောင်းမလေးကကဲပေးဖို့ထပ်ပြတာနဲ့လူနာကိုရေထဲထည့်ပြီးကျိန်စာဖြေဖို့ကျွန်တော်ရင်ဆွမ်းအားကိုသုံးလိုက်တယ်အပြင်ကလူတွေကတန်တရားဝင်ပြီးတကားကိုဖျက်ဖို့ကြိုးစားကြတယ်ကောင်းမလေးကသူတို့ကိုတားဆီးထားတယ်ဖခင်ဖြစ်သူကအဆောင်တွေကိုတကားဖြတ်ဖို့အမိန့်ပေးပြီးမယ်ကျွန်တော်ရဲ့အကာအကွယ်အသားအစီးကိုဘယ်သူမှမကြော်နိုင်ကြဘူးသူတို့ထပ်ပြီးတိုက်ခိုက်ဖို့လုပ်တဲ့အချိန်မှာပဲကျွန်တော်တကားဖွင့်ပြီးယောဂပျောက်ကင်းသွားပြီလို့ပြောလိုက်တယ်လူနာမျက်လုံးပွင့်လာတဲ့အထိဘယ်သူမှမယုံကြဘူးညီမလေးတတိယလာတော့ကောင်မလေးအယမ်းဝမ်းသာသွားတယ်ကျွန်တော်ထွက်သွားဖို့လုပ်တော့ကောင်မလေးကတားပြန်တယ်ဂတိအတိုင်းကျွန်တော်ကိုလက်ထပ်ပါမယ်တဲ့ကျွန်တော်ကသူတောင်းစားမင်းဖြစ်ပြီးဒါကကန်ကောင်းလို့ပါလို့ပြောပေမဲ့သူမဂယုမဆိုင်ဘူးတဲ့သူမရဲ့စိတ်ထားဖြူစင်မှုကိုကျွန်တော်မြင်ပေမဲ့ငင်းပယ်ခဲ့တယ်ကျွန်တော်ကဲခဲ့လာကသူမရဲ့ကောင်းမွန်တဲ့စိတ်ထားနဲ့မိသားစုအပေါ်ထားတဲ့မေတ္တာကြောင့်ပါလို့ပြောပြီးလှည့်ထွက်လာခဲ့တယ်စစ်မှန်တဲ့စေတနာဆိုတာအကျိုးအမြတ်ကိုမမျှော်ကိုပါဘူးခင်ဗျားဒါကိုသဘောကျရင် channel ကို subscribe လုပ်ထားနော်နောက်တစ်ခါပိုကောင်းတဲ့ဇာတ်လမ်းတွေတင်ဆက်ပေးပါနေ